skin care သုံးတဲ့ mixi တော်တော်များများက retinol နဲ့ retinol ကိုအတူတူပဲလို့ထင်တတ်ကြပါတယ်။နှစ်ခုလုံးက anti aging နဲ့ skin boosting အတွက်နာမည်ကြီးတဲ့ vitamin အနွယ်ဝင်တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့အများစုကတူတယ်လို့ထင်ကြတာပါ။ဒါပေမဲ့တကယ်တမ်းအသားအရည်နဲ့ထိလိုက်တဲ့အခါမှာတော့သူတို့ပေးတဲ့အာနိသင်ကတိတိတသားကြီးကိုကွဲပြားတတ်ပါတယ်။အရင်ဆုံး vitamin A ရဲ့အလုပ်လုပ်ပုံကိုကြည့်ရအောင်။ mixi တို့ရဲ့အသားကြီးက vitamin A ကိုဓာတ်ရိုက်စုပ်ယူတာမဟုတ်ဘဲနဲ့ retinoic acid အဖြစ်အဆင့်ဆင့်ပြောင်းလဲပြီးမှအလုပ်လုပ်တာပါ။ retinol သုံးရင် retinoic acid ဆိုပြီးတော့မှနှစ်ဆင့်ပြောင်းရတယ်။ retinol သုံးရင်ကျတော့ retinoic acid ဆိုပြီးတော့မှတစ်ဆင့်ပြောင်းရတယ်။ဒါကြောင့် retinol က retinoic acid ကိုပိုနီးစပ်တဲ့အတွက် retinol ထက်17ဆပိုမြင့်မြင့်ဆန်ဆန်ထိပ်တာဖြစ်ပါတယ်။ retinol ရဲ့ထူးခြားတဲ့အချက်5ချက်ကိုပြောပါစို့။ဘာတွေဖြစ်မလဲ။နံပါတ်1ရလက်ပုံမြန်တဲ့ retinol ထက်17ဆပိုမြန်တာဖြစ်တဲ့အတွက်အရေးအကြောင်းနဲ့အသားရည်ပြောင်းလဲမှုကိုအချိန်တိုတွင်းမြင်တွေ့နိုင်တယ်။နံပါတ်2ဝက်ချံသမားတွေအတွက်အထူးသင့်တော်တယ်။ retinol က retinoid မိသားစုထဲမှာ antibacterial လို့ခေါ်တဲ့ဘက်တီးရီးယားကိုသိစေနိုင်တဲ့ဂုဏ်သက်ရှိတဲ့တစ်ခုတည်းသောအာနိသင်ရှိသူပါ။ဒါကြောင့်ဝက်ချံထွက်တဲ့သူတွေအတွက်အသားရည်ကိုကြည့်နေစေပါတယ်။နံပါတ်3 irritation ယားယံခြင်းနည်းတယ်။အာနိသင်ပို့ပြီးမြင်မဲ့ retinol က retinol လိုပဲအသားအရည်ကိုယားယံတာညင်မြန်းတာမျိုးတွေမဖြစ်စေဘဲနဲ့နင်းညံ့မှုပေးနိုင်ပါတယ်။နံပါတ်4ထုတ်လုပ်ရခက်ခဲတယ်။ retinol ကိုထုတ်လုပ်ရတဲ့ပုံစံကအရန် unstable ဖြစ်ပြီးတော့အလင်းနဲ့လေထိရင်ကိုပျက်စီးခဲ့ပါတယ်။ဒါကြောင့်တကယ်ထိရောက်တဲ့ retinol ကိုရဖို့ဆိုရင်ခင်မီတဲ့ stabilization technology ကိုသုံးထားတဲ့ brand မျိုးကိုရွေးချယ်ဖို့လိုပါတယ်နော်။အရင်တုန်းကတော့ retinol ကိုပဲလေ့လာမှုများခဲ့ပေမဲ့အခုနောက်ပိုင်းမှာတော့ retinol ရဲ့ထိရောက်မှုကိုလည်းပညာရှင်တွေကပိုပြီးတော့မှသဘောကျလာကြပါပြီ။ဘသူတွေ retinol သုံးတယ်လဲ။ဝက်ချံရှိသူတွေဘက်တီးရီးယားတွေကိုနှိမ်နင်းပေးလို့ဝက်ချံနဲ့ချိုးဝက်ပိတာတွေကိုသက်သာစေပါတယ်။အသက်အရွယ်ကြောင့်အရေးအကြောင်းရှိတဲ့သူတွေcollagen ကိုအမြန်ဆုံးလှုံ့ဆော်ပေးလို့ anti aging အတွက်လည်းကောင်းမွန်စေပါတယ်။ဒါဆို retinol ထက် retinol ကပိုကောင်းတာပေါ့လို့မေးရင်အဖြေကဟုတ်ပါတယ်။ပုံမြန်ပြီးတော့ပိုထိရောက်လို့ပါပဲ။ဒါပေမဲ့ retinol ဝယ်တော့မယ်ဆိုရင်တော့ဒီအချက်တွေကိုသတိထားကြည့်ပြီးမှဝယ်သင့်ပါတယ်နော်။ကိုကအခုမှစသုံးတာဆိုရင်တော့ concentration လို့ခေါ်တဲ့အပြင်းအပျော့ရွေးလို့ရတဲ့ product ဒါမှမဟုတ်ဆရာဝန်ညွှန်ကြားတာမျိုးကိုပဲသုံးသင့်ပါသေးတယ်။ကိုဝယ်လိုက်တဲ့ product ကလေးလုံးနဲ့ A-type ပန့်ပလင်အလင်းမဖောက်နိုင်တဲ့ပလင်ဖြစ်ရပါမယ်။ glycerin နဲ့ hyaluronic acid လိုမျိုးရေတက်ဖြစ်ပြီးတဲ့ပစ္စည်းပေါင်းရပါမယ်။နောက်ဆုံးထပ်တော်မိုင်းလုပ်ချင်တာကတော့ mixi တို့အနေနဲ့ retinoid ကိုအခုမှစသုံးတော့မယ်ဆိုလို့ရှိရင်အသိကျွမ်းတဲ့ဆရာဝန်နဲ့တိုင်ပင်တာကိုယ့်ရဲ့အသားအရည်နဲ့ကိုက်ညီမှုရှိမရှိတေချာလေးလေ့လာပြီးမှသုံးသင့်ပါတယ်နော်။ကဲနောက်ထပ်ရောဘယ်လို ingredient တွေနဲ့ပတ်သက်ပြီးတော့သိချင်သေးလဲဆိုတာ comment မှာပြောခဲ့ပေးဦးနော်။